notebook ကောင်းကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းတယ်ဒီ notebook ကိုဘယ်လိုလူတွေကသုံးရင်ပိုအဆင်ပြေတယ်လဲဆိုရင်ကိုယ့်ရဲ့နယ်ပယ်ကဏ္ဍတီးတီးမှာတင်တန်းပို့ချတဲ့အချိန်မှာကိုကprivate notebook အနေနဲ့အသုံးပြုခြင်းတဲ့သူတွေအတွက်ကိုယ့်ရဲ့မှတ်စုစာအုပ်အနေနဲ့ကိုတင်ကြပို့ချပေးမဲ့အရာတွေကိုမှတ်ထားဖို့ရန်အတွက်အကောင်းဆုံးကျွန်တော်အမြင်မှာဒီ Android ဖုန်းတိုင်းမှာသုံးလို့ရတဲ့အကောင်းဆုံး notebook လေးတစ်ခုကိုမိတ်ဆက်ပေးချင်တာဖြစ်တယ်အဲ့ဒီ notebook လေးကတော့ဒီ Folino ဆိုတဲ့ notebook လေးဖြစ်တယ်ဒီဟာလေးကိုလိုချင်တယ်ဆိုရင်တော့ Google Play Store ထဲမှာဒီနာမည်လေးရိုက်ပြီးတော့မှဒီပုံစံလေးနဲ့တွားပြီးတော့မှ download ဆွဲပြီးတော့မှအသုံးပြုလို့ရတယ်ဆိုတော့ဒီထက်တစ်ချက်ဝင်အောင်ဆိုတော့ဒီထက်မှာသူ့ရဲ့အသာချက်ကကိုအသုံးပြုခြင်းတဲ့အရာတွေကို folder တွေကိုစောက်ထားလို့ရတယ် folder တွေကိုတိစောက်လို့ရတယ်ဥပမာကျွန်တော်ဆိုရင်သင်ခန်းစာများဆိုတဲ့ဒီမှာသင်ခန်းစာများဆိုတဲ့ folder မှာအဲ့ဒီအထဲမှာပြင်ရင် folder 28ခုတောင်မှပြန်လည်ပြီးတော့မှတိစောက်ထားလို့ရတာဖြစ်တယ်ဒီထက်ကိုတစ်ချက်လောက်ဝင်ကြည့်အောင်သင်ခန်းစာများဆိုတော့ဒီသင်ခန်းစာများအထဲမှာကျွန်တော်က folder တွေကိုအဲ့လိုတိစောက်ထားတယ်ကိုကသင်တန်းပေးခြင်းတဲ့အရာတွေကိုဒီထဲမှာခေါင်းစဉ်ကိုရွေးချယ်လိုက်လို့ရတယ်ကိုပေးခြင်းတဲ့သင်တန်းကိုဒီထဲမှာရွေးချယ်ပြီးတော့မှတိစောက်ထားပြီးသားတွေကိုတွားကြည့်ပြီးတော့မှသင်တန်းပြန်ပို့ချလို့ရတယ်ပေါ့ဥပမာတမလွန်ဌာနီဆိုတဲ့ folder ထဲမှာဆိုရင်ကျွန်တော်နောက်ထပ်10ခုတောင်မှရှိတယ်ဆိုတော့ဒီကောင်လေးတစ်ချက်လောက်ဝင်အောင်တမလွန်ဌာနီအဲ့ဒါဆိုရင်ဒီမှာသူ့ရဲ့ကြမ်းချက်ကိုတည်တံ့လေးကျွန်တော်မှတ်ထားတယ်ဒီကောင်ကသူ့ရဲ့ကြမ်းချက်ပြီးတာနဲ့ငရဲဆိုတာဗာလဲဆိုတော့ငရဲရဲ့အကြောင်းကိုကြံကိုစီရင်နဲ့ကျွန်တော်အဲ့လိုလေးမှတ်ထားတယ်ပေါ့နော်သူ့မှာအားတာတာကဒီမှတ်ထားရင်းနဲ့ကိုလိုချင်တဲ့စာလေးတွေကို color လေးတွေတင်လို့ရတယ် bold တင်လို့ရတယ်ပြီးတော့မှဒီလိုလေးတည်တံ့လေးလှုပ်ထားလို့ရတယ်ပြီးတာနဲ့သူ highlight လုပ်ပေးလို့ရတယ်အရင်ဆင်ပြေတယ်ဆိုတော့ဒီမာရနာမှာဆိုလို့ရှိရင်တခုလေးကျွန်တော်လုပ်ပြမယ်ဒီကကပောက်ကျမ်းခန်းကြီး Genesis 37 verse 35ကိုကျွန်တော်က color တင်မယ်ဆိုရင်ဒီကောင်လေး select ပေးမယ်ပြီးတာနဲ့ဒီလိုလေးအောက်မှာပေါ်လာမှာဖြစ်တယ်ပေါ်လာတဲ့အချိန်မှာဒီပကြီးဆွဲတဲ့နေရာမှာဆေးပန်းပုံလေးကိုနှိပ်လိုက်မယ်အဲ့ဒီဟာလေးနှိပ်လိုက်လို့ရှိရင်ဆေးရောင်လေးတွေပေါ်လာလိမ့်မယ်ဆိုတော့ဒီကောင်ကိုကျွန်တော်ခရမ်းရောင်ဒီကောင်လေးပေးလိုက်မယ်ဆိုရင်ခရမ်းရောင်လေးပြောင်းသွားမယ်ဒီကောင်လေးကိုတီးတန့်လေးဘေးလေးကိုဒီကောင်ဒီအဆက်လေး30ဒီကိုနှိပ်လိုက်လို့ရှိရင်ဒီလိုလေးဖြစ်သွားမယ်ဒါတော့ကိုသုံးတဲ့အချိန်မှာသုံးကြည့်ကြပေါ့ဒီထက်မှာကိုက highlight ပေးခြင်းတဲ့ဟာလေးရှိရဆိုရင်သူဒီနှစ်သိမ့်သောစကားကိုနားမထောင်ပဲငါသားရှိရမာရနာနိုင်ငံတို့ဆင်းသက်တော်မူဟုဆိုလေဆိုတော့မာရနာအကြောင်းတိကပြောချင်တာဖြစ်တဲ့အတွက်ဒီကောင်လေးကိုကျွန်တော် highlight ပေးမယ်ဆိုရင်ဒီမှာဆေးပုံလေးကိုနှိပ်လိုက်မယ်ပြီးတာနဲ့ကိုကြိုက်တဲ့အရောင်လေးကိုပေးလိုက်အဲဆိုရင် highlight လေးလုပ်သွားမှာဖြစ်တယ်ဆိုတော့ကိုကတင်တန်းပေးတဲ့အချိန်မှာကိုရဲ့မှတ်စုဘေးနားမှာထားတဲ့မှတ်စုအနေနဲ့အသုံးပြုလို့ရန်ကောင်းတဲ့software လေးဖြစ်တယ်ဆိုတဲ့အရာလေးကိုလာပြီးတော့မှကြော်ညာတာဖြစ်တယ်ကွန်ပျူတာသုံးစားရှိတဲ့သူတွေကတော့ Microsoft Word နဲ့တွားတူတယ်ဖုန်းထဲမှာ Google Doc သုံးဖို့တဲ့သူတွေက Google Doc ရဲ့ပုံစံလေးနဲ့လည်းတွားတူတာဖြစ်တယ်ဆိုတော့ဒီကောင်လေးကိုအသုံးပြုပြီးတော့မှမိမိသင်တန်းပေးတဲ့နေရာတွေမှာပို့ပြီးတော့မှအဆင်ပြေအောင် folder လေးတွေကိုတိဆောက်ခြင်းအပြင်အသုံးပြုလို့ရတာဖြစ်တယ် folder တိဆောက်နည်းလေးကိုတစ်ချက်လောက်ကျွန်တော်ပြောပြမယ်ဆိုတော့ဒီထက်တော့ဒီမှာညာဘက်တောင်းလေးမှာအပေါင်းလက္ခဏာပုံလေးပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုတစ်ချက်လောက်နှိပ်လိုက်ရင်ဒီလိုလေးပေါ်လာမယ်ကိုက folder တိဆောက်မှာဆိုရင် folder ခေါင်းစဉ်ပေးမယ်ပြီးတော့မှမလို့တခါတည်းစာပေးရေးမယ်ဆိုရင်တော့ဒီ text ကိုနှိပ်မယ်သို့မဟုတ် checklist checklist လည်းလုပ်လို့ရတယ်ဆိုတော့folder တိဆောက်ဖို့ဆိုရင် folder လေးကိုနှိပ်လိုက်လို့ရှိရင်ဒီကောင်လေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ folder နာမည်ပေးမယ် test test ကျွန်တော် test လို့ပဲပေးလိုက်မယ်ဆိုတော့အဲ့ test လေးကိုတွားရှာမယ်ဒီမှာ test ဆိုတာလေးပေါ်လာပြီဒီ test လေးကိုပြန်နှိပ်လိုက်ပြီးတာနဲ့အထက်မှာဗလာကြီးပေါ်လာနေလိုက်မယ်အဲ့နေရာမှာ add ဆိုတဲ့ဟာလေးကိုနှိပ်မယ်ဒီ add ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ဆောင်းနာလိုပဲပေါ်လာလိမ့်မယ် folder ဆောက်မှာလားစာရေးမှာလားငါတော့စာပဲရေးတော့မယ်ဆိုလို့ရှိရင် text ကိုဒီ text လေးကိုနှိပ်လိုက်မယ် text လေးကိုနှိပ်လိုက်လို့ရှိရင်ခေါင်းစဉ်ပေးမယ်ကိုကဒီ text ရဲ့ခေါင်းစဉ်ကပါလဲခေါင်းစဉ်ပေး test 1စာရေးမယ်ဒါကစမ်းနေတာဒါစမ်းနေတာ okay အဲ့လိုလေးတော့ test 1 test ဆိုတဲ့ folder ရဲ့အထဲမှာ test 1ဆိုတာလေးပေါ်နေမှာဖြစ်တယ်နောက်ထပ်တစ်ခု text ကိုပြန်ရွေးမယ် test test 2ဒါလည်းစမ်းပဲ okay အဲ့ဆိုရင် test 2အဲ့ဒီခုလုံးက test folder ရဲ့နောက်မှာရောက်နေမှာဖြစ်တယ်
ဆိုတော့ test ဆိုတဲ့ folder ထဲမှာနောက်တစ်စာနှစ်ခုရှိတယ်ဆိုတာကိုတော့ဖော်ပြနေမှာဖြစ်တယ်အရင်ကောင်းတယ်ကိုကတခါတည်းကိုသွားခြင်းတဲ့နေရာကိုနှိပ်လိုက်ရင်အဲ့ထဲမှာကိုထည့်ထားတဲ့ဟာလေးတွေကိုလည်းထည့်လို့ရတယ်ပြီးတာနဲ့ကျွန်တော်တို့ကဒီစာရေးပြီးသားဒီစာတွေကို folder ထဲကိုထည့်ချင်တယ်ဆိုရင်သူကElia နဲ့ Zaretta Moxoma ဆိုတဲ့ဟာကိုကျွန်တော်ကဒီစာကို folder တစ်ခုထဲကိုထည့်ချင်မယ်ဆိုရင်အဲ့ဒီဟာလေးကိုနှိပ်မယ်နှိပ်ပြီးတာနဲ့ဒီမှာအဆက်30လေးပေါ်နေမှာဖြစ်တယ်အဲ့ဒီအဆက်30လေးကိုနှိပ်မယ်နှိပ်ပြီးတာနဲ့ဒီနေရာမှာ move ဆိုတဲ့ဟာလေးကိုနှိပ်မယ်ဘာလို့လဲဆိုတော့အဲ့နေရာမှာမကြံခိုင်းစေချင်တော့တခါတည်းနေရာရွှေ့လိုက်သို့မဟုတ်ဒီမှာလည်းကြံခိုင်းစေချင်တယ်ဆိုရင်တော့ copy ကိုနှိပ်ပေါ့move ဆိုတဲ့ဟာလေးကိုနှိပ်မယ်ကျွန်တော် move ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပြီးတော့မှကျွန်တော်ကအဲ့ဒီဟာကိုဘယ်ထဲကိုထည့်မှာလဲဆိုတော့ကျွန်တော်က sermon ဒီတရားဟောချက်ထဲကိုထည့်လိုက်မယ်ဒီ sermon ထဲကိုဒီ sermon လေးကိုနှိပ်ရမယ်နှိပ်ပြီးတော့မှအဲ့ sermon မှာကျွန်တော်က folder တွေတိစောက်ထားတာဖြစ်တယ်ဒီမှာဒီ sermon နေ့ရက်တွေနဲ့ပတ်သက်တဲ့တရားဟောချက် expository preaching ပြီးတော့မှရှင်လူက15 narrative salvation ခန္ဓာမြင်မှလူ9မျိုးအကြောင်းဘုရားသခင်လွတ်ချတော်သူဆိုပြီးတော့ကျွန်တော်ထည့်ထားတာဖြစ်တယ်ပြီးတာနဲ့အောက်မှာဒီစာရီရွေးတည်တန်လည်းရှိသေးတာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီ folder တွေထဲမှာမထည့်ချင်ဘူးဒီ folder တွေထဲမှာမထည့်ချင်ဘူးဒီအောက်မှာပဲနေပါစေဆိုပြီးတော့ဆိုရင်တော့ကျွန်တော်ကဒီဟာလေးကိုဒီတိုင်း move to sorry ဒီ move to someone ဆိုတာလေးကိုနှိပ်လိုက်ရုံပဲအဲဆိုတော့ move to someone ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင်ဒီကောင်လေးကအဲ့ဒီ someone ထဲက sermon ဒီမှာ sermon ထဲကိုရောက်သွားပြီဆိုတော့တစ်ချက်တစ်ရအောင်ဝင်လိုက်ရင်ဆောင်းတဲ့ဟာလေးရှာလိုက်အောင်ဒီမှာဘယ်ရောက်ပြီလဲဒီမှာအောက်ဆုံးလေးမှာ Elia နဲ့ Zaretta Moxoma Zaretta မြို့သူ Moxoma ဆိုတဲ့ဟာလေးဒီထဲရောက်သွားမှဖြစ်တယ်ဆိုတော့ဒီကောင်လေးတွေကိုပြင်လို့ရတယ်ကာလာတွေဒီလိုလေးတွေကာလာလေးတွေထည့်လို့ရတယ်bold တင်လို့ရမယ်ပြီးတော့ဒီကိုကြိုက်တယ်လို့ဒီလိုဆက်လေးတွေကိုအဓိကထားခြင်းတဲ့အရာလေးတွေကိုကောင်းကောင်းလေးမှတ်သားထားလို့ရတယ်ဆိုတော့ဒီ software လေးဟာသင်တန်းပို့ချတဲ့သူတွေအတွက်အရန်ကောင်းတဲ့ software လေးဖြစ်တယ်ကိုကဖုန်းတခြားအလုံးတွေထဲမှာလဲဒီကောင်ပြန်ပေါ်ခိုင်းစီချင်တယ်ဆိုရင်သူ့ကို Google Store မှာ Google Cloud မှာသွားတင်ထားလို့ရတယ်ဒီမှာလေဒီကောင်လေးကိုတစ်ချက်လောက်နှိပ်လိုက် line တော့ဖွင့်ထားဖို့လိုတယ် line ဖွင့်မယ်ဒီကောင်လေးကိုနှိပ်မယ်နှိပ်လိုက်ရင်ဒီလိုလေးဒီနားလေးမှာကိုက Gmail account ဝင်ဖို့လိုတယ် Gmail လေးပေါ်နေလိမ့်မယ်အဲ့ဒါပြီးတာနဲ့ sign in ဆိုတာလေးကိုနှိပ်ပါနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူက Google Cloud မှာသွားတင်ပေးထားမှာဖြစ်တယ်ဆိုတဲ့အရာလေးကိုပြောပြချင်တာဖြစ်တယ်ဆိုတော့ဒီ software လေးဟာသင်တန်းပို့ချမဲ့သူတွေအတွက်မိမိရဲ့မှတ်စုတွေကိုမိမိဘေးနားမှာထားပြီးတော့မှစာအုပ်တုံးလို့ချစ်ပြီးတော့မှမှတ်ပြီးတော့မှ highlight လုပ်ပြီးတော့မှ bold တင်ပြီးတော့မှအသုံးပြုလို့ကောင်းတဲ့ software လေးဖြစ်တဲ့အတွက်ကြောင့်မလို့လာပြီးတော့မှဝင်ငှပေးတာဖြစ်တယ်အားလုံးပဲကြိုက်တဲ့အဆင်ပြေတယ်ဆိုရင်တခြားသူတွေလည်းဒီ software ကိုအသုံးပြုနိုင်ဖို့ရန်အတွက် share လုပ်ပေးခြင်းအပြင်ကူညီပေးကြဖို့ရန်အတွက်တောင်းဆိုချင်တာဖြစ်တယ်အားလုံးကျေးဇူးတင်တယ်